မင်္ဂလာပါဒီနေ့ကကျမတို့ကပီနန်းမှာရှိတဲ့အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပန်းချက်တစ်ခုကိုတွက်လဲမှာဖြစ်ပါတယ်ဘယ်ပန်းချက်ဖြစ်မလဲဆိုတာအားလုံးအတူတူလိုက်ကြည့်ပေးပါဦးနော်ပန်းချက်သွားမယ်ဆိုတော့ကိုပိုင်ကားမရှိလို့ gram နဲ့ငှားပြီးတော့သွားပါတယ်ရှိနေတာက Youth Park ဆိုတဲ့နေရာလေးဖြစ်ပါတယ်ဒီ Youth Park ကကြတော့ပီနန်းမှာပီနန်း Municipal Park လို့လည်းခေါ်ကြတယ်အဲ့ဒါပြီးတော့သူကဒီပီနန်းရဲ့ Botanic Garden ဘေးနားမှာရှိနေတယ်နောက်ပြီးတော့ Georgetown မြို့ထဲမှာရှိတာဖြစ်ပါတယ်အရင်တော့ကကြတော့ဒီနေရာကမြေတူးတဲ့ကြောက်တူးတဲ့လုပ်ငန်းတွေလုပ်ထားပြီးတော့အခုက Public Park အဖြစ်ပြောင်းလဲထားတာဖြစ်ပါတယ်ဒီထဲမှာဘာတွေရှိလဲဆိုတော့ကလေးကစားကွင်းရှိတယ်ပြီးတော့ skate စီးရမယ့်နေရာတွေရှိတယ် basketball badminton court တွေရှိတယ် swimming pool ရှိတယ်ပြီးရင် jogging and walking trail တွေလည်းရှိတယ်နောက်ပြီးတော့ outdoor exercise တွေလုပ်ချင်တဲ့လူတွေအတွက်လည်းဒီမှာ equipment အစုံလေးရှိပါတယ်နောက်ပြီးရင်ဒီနားမှာက picnic ထွက်လို့ရတဲ့မြက်ခင်းပြည့်ကျဲကြီးတွေလည်းရှိတယ်အကယ်၍ကိုကကြတော့ hiking ဝါသနာပါတယ်ဆိုလို့ရှိရင်ဒီ Youth Park မှာရှိ Youth Park ကနေပြီးတော့ပီနန်းဟီကို hiking တက်တဲ့တောင်တက်အဖွဲ့တွေရှိတဲ့အတွက်နည်းနည်းစောစောလေးလာမယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်အဲဒီတော့လူကြီးတွေအတွက်ဆိုလို့ရှိရင်လည်းလေကောင်းလေတန်းအများကြီးရှူရှိုက်လို့ရပါတယ်ဒါပေမဲ့တတိထားရမယ့်အရာတစ်ခုရှိတာပါလဲဆိုတော့မြောက်တွေအများကြီးရှိတဲ့အတွက်ကိုလက်ထဲမှာမုတ်တွေကင်ပြီးတော့ရှောက်မသွားဖို့အတွက်တတိပေးချင်ပါတယ်အဲ့ဒီမှာ Youth Park ထဲကိုစဝင်တာနဲ့မြောက်တွေကိုစပြီးတော့တွေ့ပါပြီအဲ့ Youth Park တွေကိုစပြီးတော့ဝင်လိုက်တာနဲ့စိတ်ကလေးတအားရုပ်အေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုရောက်သွားသလိုခံစားရပါတယ်အရင်တော့ကကြတော့ဗလဲဓာတ်ပုံတွေထဲမှာမြင်တာတစ်ကိုင်းပင်စီနဲ့လှုပ်ထားတယ်ထင်တော့မဟုတ်ဘူးဒါကလေဟိုညီမတို့မြေအိုးလိုမျိုးနဲ့လှုပ်ထားတာအရန်လှပါတယ်ဝင်ကြည့်ပါအရန်တရတဲ့နေရာလေးဖြစ်ပါတယ်ဒါကကြတော့ခလေးကစားကွင်းမှာလာပြီးတော့အပန်းဖြေတဲ့လူတွေအများကြီးရှိတဲ့အတွက်ဒီနေရာကလူမပြတ်တဲ့နေရာထဲမှာပါပါတယ်။သူကကြတော့ဒီ Youth Park ဆိုတဲ့ garden ထဲမှာရှိရဖြစ်ပါတယ်။ဒီပတ်ဝန်းကျင်ကိုညီမတို့ကြည့်မယ်ဆိုလို့ရှိရင်အရန်ကိုတဘာဝဆန်ပြီးတော့စိတ်တွေအရန်ကိုအေးချမ်းသွားတာဖြစ်ပါတယ်။ဒီနေရာရောက်လို့ရှိရင်လုံးဝစိတ်ညစ်နေတာတွေဟေးကလုံးဝပျောက်သွားသလိုမျိုးခံစားရပါတယ်ရှင်။လိုက်ပြီးတော့ကြည့်ပေးကြပါဦး။ You should a little bitအခုမြင်နေရတဲ့ဒီလမ်းကကြတော့ဒီ Youth Park ကနေပင်နဟေးကို hiking တက်ချင်တဲ့လူတွေအတွက်စပြီးတော့စတက်မဲ့တောင်တက်လမ်းလေးဖြစ်ပါတယ်ကိတ်ကတော့မတက်တော့ဘူးဆိုတော့မပြတော့ဘူးเนาะအပေါ်ရောက်မှဘာတွေရှိမလဲဆိုတာတော့မတက်ဘူးဆိုတော့မပြတော့ပါဘူးရှင်အခုမြင်နေရတဲ့နေရာကတို့အလေးတုံးတွေနဲ့လာပြီးတော့ exercise လုပ်ချင်တဲ့လူတွေအတွက်ဖြစ်ပါတယ်ဒီလိုတဘာဝနဲ့ကင်းဝေးနေတာကြာတာဖြစ်တော့ဒီပတ်ဝန်းကျင်မြင်တဲ့အချိန်မှာလုံးဝကြီးပကြီးကားတစ်ချက်လိုပဲမြင်နေရပါတယ်ဒီပင်နန်းရဲ့ skate park ထဲကိုရောက်နေတာဖြစ်ပါတယ်အခုဒီမှာ skate စီးချင်တဲ့လူတွေ skate လက်လေ့ကျင့်ချင်တဲ့လူတွေဒီနာအနီးတစ်ဝိုက်မှာရှိတဲ့လူတွေအတွက်ကတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒီမှာလုံးဝကိုပုံစံမျိုးစုံနဲ့ထားလာတာဖြစ်ပါတယ်ပန်းချံရဲ့ဘေးဘက်ရှောက်လန်တိုင်းမှာလေ့ကျင့်စရာအားကစားပစ္စည်းတွေအစုံကိုသူတို့ထားပေးပါတယ်အခုမြင်နေရတာကရေကူကန်ရွတ်ပတ်ထဲမှာရှိတဲ့ရေကူကန်လေးတွေပါရေကူကန်ကနဲ့3ကန်4ကန်လောက်ရှိတယ်အဲ့ဒီထဲမှာမြင်ရတာပေါ့နော်နောက်ဆုံးတော့2ယောက်တော့စိတ်မထိန်နိုင်တော့လို့ရေစင်းပြီးတော့ကစားခဲ့ကြပါသေးတယ်
ပျော်တော့ပျော်ပါတယ်ရေဒီကစားကြရတယ်ဆိုတော့ရေကစားပြီးတော့ရာဒီဥဒူအေးအေးလေးနဲ့ပန်းချန်ထဲမှာရှိတဲ့မုတ်ဆိုင်မှာကော်ဖီနှစ်ခွက်ကိုမှာတောက်လိုက်တယ်စိတ်တွေပေါ့ပါပြီးတော့တအားကိုလန်းဆန်းတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်โอเคအခုအားလုံးပဲဒီ youth park ကိုကိတော့နဲ့တူလိုက်လည်ပြီးပြီဆိုတော့တခြားဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံပါမယ်နောက်ပတ်တွေမှာလည်းဒီမလေးရှားမှာရှိတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့နိုင်တော့ free entry ဝင်လို့ရတဲ့နေရာတွေကိုလိုက်ပြီးတော့ပြပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တတား